ဘာကြီးတော့ကီတူကြီးကိုဖုံးကျွဲဟုတ်တယ်ခေါင်းပွန်းနဲ့ခေါင်းတီးနေမှားနေရပါလေထားလိုက်ရနေကိစ္စကိုဖုံးကျွဲဟိုဗျာဘေးကကိုဖုံးကျွဲတော့ဒီမှာတချင်းစုံမလို့ရှိသေးတယ်မစုံနဲ့ရှင်ကကိုဖုံးကျွဲကျမမမြသိန်းဟိုဗျာအဲ့ဒါဆိုငါဘာလုပ်ပြရမလဲရှင်ကကိုဖုံးကျွဲဟောကျမမမြသိန်းဇတ်ထုတ်ကမယ်မမြသိရလဲလင်းစိတ်သားစိတ်တော့ကုန်ပြရတယ်လို့ဟေးကိုဖုံးကင်ကိုဖုံးကျွဲလို့ဘာပဲနဲ့ဖုံးကင်ခိုင်းနေလို့ကိုဖုံးကျွဲဘာတော့ရက်လိုက်တာကိုဖုံးကျွဲရက်ဆက်လိုက်တာရက်ဆက်လိုက်တာကိုဖုံးကျွဲဘာတွေရက်ဆက်နေလို့ရှင်ကျမကိုမမုံမိဘူးပေါ့နော်မမမိတာဒါကြီးကမမုံချင်ဘူးမမမိဘူးလားကိုဖုံးကျွဲဘာတွေမမမိနေလို့ကျမရှင်းကိုညာခဲ့မိတယ်ကိုဖုံးကျွဲရေဟောဘာတွေညာခဲ့မိလို့အမှန်တကယ်တော့ဟမ်ရှင်ကလူသားကျမအမဲသားရှင်ဘာအမဲသားမှာတော့ဝတ်သားတွေနဲ့ကြွေးတယ်ဟောကျမတိုက်ကလာတာရှင်ကျမဒီတော့တိုက်ကလာတာလို့ဆိုတော့အင်းလေကျမတိုက်ကိုပြန်ရတော့မယ်ကိုဖုံးကျွဲဩမပြန်လို့မရဘူးလားယင်မရတော့ဘူးကိုဖုံးကျွဲဒီတော့ကျမတိုက်ကိုမပြန်သိခင်လေတချီတော့ဆွဲသွားလိုက်ချင်သေးတယ်ကိုဖုံးကျွဲရဲ့ငါကြိုက်တော့သိတယ်ကွာသွားမယ်ကွာအိမ်သာတယ်ဟုတ်ဘယ်ဒီခေါ်တာတော့မသိဘူးလေမင်းမဲ့တချီတော့ဆိုတချီတော့မဟုတ်ဘူးကိုဖုံးကျွဲဘာလဲကျမကိုတကယ်လို့တွေ့ကျင်လို့ရှိရင်လေဟိုးမမိကိုတလူလူလေးတွေ့တယ်မလားကိုဖုံးကျွဲတွေ့တယ်လေအဲ့ဒါလူငယ်တွေဝိုင်းပြီးစလိတ်တောင်းနေတာအရေးတဲ့သူ့လင်နေအမှတ်ရနေသေးတယ်အိုင်နာလေးကိုလာခဲ့ပါမတိုင်မတော့ဘိန်းပါပြင်းနိုင်မှလုံးမဟဲ့ကားနာမယ်အင်ကူလီမာလာလေဟဲ့ဇာတ်တော့ကမလို့ဟဲ့ဟာအဲ့ဇာတ်တော့ဒီမကနဲ့ကွာကိုဖုံးကျွတ်မမြတ်သိဇလန်းကမယ်အေးကူလေးပါလားဇာတ်တော့ကမှာဟဲ့အဲ့ဇာတ်တော့ကမှာတော့ငါမပါဘူးမပါရင်စင်းလိုက်ဟဲ့စင်းပြီကွာစင်းထောင်းကောင်းတယ်အကုန်ဖြတ်ပြင်မယ်ဟဲ့မလုပ်ပါနဲ့အမေဘာအမေတော့ဟာဒီရုပ်ကြီးပြအမေတယ်ဟာခင်ဗျဝါနဲ့တော့တူနေရုပ်ဗျာဟာအမေကခင်ဗျဝါနဲ့တူတာမဟုတ်ဘူးဘာနဲ့တူနေတာတင်သာဝင်းကျော်နဲ့တူနေတယ်တစ်ဖက်ကတောင်းနေတာတတရရလဲကြိုင်ပါဟဲ့ဘာဖြစ်လို့လဲမေတို့ကြောတွေပိတ်ကုန်ပေါင်းမယ်တင်သာဝင်းကျော်ဟုတ်ပါဘူးအမေမလုပ်နဲ့ဘာအမေတို့မညစင်ဟာအင်ကူလီမာလာဇတ်ထုတ်ထဲမှာခမရကကြုတ်အမေလို့ဗါတဲ့အင်ကူလီမာလာဇတ်ထုတ်ထဲမှာခမရကကြုတ်အမေလို့မင်းမေလို့ချင်မအောင်ဘာဖြစ်လို့လဲအပေါက်ကကွန်နာပြောပါဆိုပါဆိုလားပြောပါဆိုတယ်ကျွန်တော်မေတုတ်ဆောင်မေရတယ်အမေငါတာအမေငါတာအမေဘာလဲငါတာတက်လက်ညိုးတွေကိုတက်လူတွေကိုဖျက်လာလိုက်တာလူကိုတက်လက်ညိုးဖျက်နေတာတခါပြောင်းပြန်ကြီးဖြစ်နေတာမှားသွားတယ်မေလူကိုတက်လက်ညိုးတွေဖျက်လာလိုက်တာအခုဆိုလို့ရှိရင်996ချောင်းတော့လက်ညိုးများရပြီအမေ1000ပြည့်ဖို့တစ်ချောင်းသာလို့တော့တယ်အဲ့ဒီတစ်ချောင်းကတော့အမေလက်ညိုးသားဖျက်ရမှာပဲအမေဩပြီးတော့ပြီးချင်တာပေါ့သားရဲ့အမေမှလက်ညိုးကမပါဘူးသားရဲ့လက်ညှိုးနဲ့တူတဲ့ဟာရှိတယ်ယူမလားအမေဘာလဲငါလက်သေးကိုပိုင်ယူမယ်လက်သေးကိုမပိုင်မယူဘူးဟိုလက်သေးကတော့ဂျပန်ခေတ်တော်နှိမ့်ဆက်ခံလဲလို့မရှိတော့ဘူးသားရဲ့အမေဘာလဲငါသားတစ်ချောင်းပြအောင်တော့တစ်ချောင်းတော့ရအောင်ပြမှာပဲအမေရဲ့ပြီးတော့ပြီးချင်တာပေါ့သားရဲ့ပြီးတော့ပြီးချင်တာပေါ့သားရဲ့ဒါပေမဲ့လို့လीဟုတ်ကဲ့အမေမာကမွေးကလေးကလက်ညှိုးကပါမလာဘူးသားရဲ့အမေဘာလဲငါသားလက်ညှိုးကြီးကိုွေးထားတာတော့မဟုတ်ပါဘူးနော်ဝေးမထားပါဘူးငါသားရဲ့ကောက်ထားတာတော့မဟုတ်ပါဘူးနော်မကောက်ပါဘူးငါသားကြီးရဲ့ဒါဆိုရင်အမေဘာလဲငါသားတောင်းတခုတော့ကုညီပြဘာကုညီရမှလဲပြောရာသကြိုးပြီးကိုဘယ်လန်းသွားတာလဲအမေအော်ငါသားကြီးရဲ့ရာသကြိုးပြီးသွားချင်တာလားဟုတ်တယ်လာခဲ့အမေနာလာခဲ့မန္တပေါက်ကနေလမ်းမရိုးတက်သွားလမ်းမရိုးနဲ့မီးပွားရောက်လိမ့်မယ်မီးပွားရလိမ့်မယ်အနာတော့မှာကျွန်တော်ဒီကအသင်းကဒေါ်လာကြီးထုတ်မောင်းပြီအသင်းဒီတုတ်
ငါကြမှာတုတ်တယ် ဘာလုပ်နေရတော့ ဟာဒီကဘယုံစောတယ်ဟာဒီကဘယုံစောတယ်ငါမစောနဲ့ကနိုင်ဝဆမ်းလိုက်မှာမမယ် စက်လေရအေးကူလေးမာလာဇတ်တော့ကနေတာ မကနဲ့မင်းလူသက်တဲ့ဇက်ကြီးမကောင်းဘူး ဟုတ်ပြီ ငါဖယားလောင်းတင်မိဇက်ကတင်မိဇက်က က ကျွန်တော်ဒီတိုင်းပြည်အောက်ချုံမင်းလုပ်တယ်ဆိုရင်ပဲဟာဒီကဘလို့ဘယံတခွက်ခွက်ချတာတော့ကွာအတော့ကငါနိုင်ဝဆမ်းတော့မှာကွာဟဲ့ ရိုက်ချင်လို့ရိုက်တာမဟုတ်ဘူးကွာ မင်းတို့တိုင်းပြည်မနေချင်တော့ကွာရောမင်းတို့ဘယံလဲစော်တာပဲမင်းတို့ ရိုက်ချင်လို့ရိုက်တာမဟုတ်ဘူးကွာဖယားလောက်တင်ပြီးစကားမပြောရဘူးဟာ ပြော ငါစကားမပြောတော့မင်းဘာနာလဲမောင် မင်းကဟန်အမူအရာနဲ့ပြောပြငါအဲ့ဒီဟန်အမူအရာကိုအဖြေထုတ်ပေးမယ် ဩမင်းအတိတ်ကပြောနိုင်မှာ အတိတ်ကပြောနိုင်ပါနဲ့အဲ့မှာမင်း အဲ့ဆိုဟန်မူရနဲ့ပဲပြောမယ် ပြော မင်းအဲ့ဒါအဖြေထုတ် ဟုတ်ပြီသေးပေါက်ချင်းနေတာအိမ်နာမအောင်ဘူးတဲ့ ဘယင်ပြောတာနဲ့မင်းဘာသာပြန်လာတခြားကြီးတော့ ဟုတ်လား တိကျလုတ်ပြပါ ကားစီလာတာဘောကြလို့ ဟုတ်တော့ပါဘူးကွာမင်း ကားစီးလို့မဟုတ်ဘူးပြောင်းပြောမယ် စိုင်းပြီးလို့ရှိရင်ဝတ်သားချက်နဲ့စားပါ ဟုတ်တယ်ဟုတ်တယ် ဟာဟုတ်တယ်တော့စကားမပြောနဲ့ မမပြန်မ ဘာလို့ခိုင်းတာ ကျွန်တော်ကြိုးတူးခိုင်းနေတာရေးပုံကြာစကားကတော့ Oh yeah come on baby oh yeah တပည့်တော့ရက်တုံးနဲ့ပြီးခဲ့ပါပြီဗျာမဗျာမအဲ့နေရာမှာရက်ခဲ့တာပါဗျာမဗျာအဲ့နေရာမှာဗျာအဲ့ဒါဒီလောက်ကြီးညာကြီးပါဖို့ကျိုးတူးပွေနေတယ်တော့ Jingle
တော်ပါခင်ဗျ အစုံကောင်းရဲ့လားအတန်းကောင်းရဲ့လားတော့နန်းတိုင်းလောက်တော့အပြအစုံကောင်းရဲ့လားအတန်းကောင်းရဲ့လားတော့ဟောင်းကြီးလောက်တော့အပြရုပ်ချုံးရဲ့လားလှရဲ့လားတော့ပိုင်တကလောက်တော့အပြရုပ်ချုံးရဲ့လားလှရဲ့လားဒီချမ်းမှလောက်တော့အပြမင်္ဂလာရှိဆိုင်ဆိုင်တော်ဝိုင်းတော်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 ကျမတို့ဒီမှာဒီကရှိပြောင်းအပွဲလုံးဘူးလို့လာပြ မ
တော့ရှုပ်ဟမ်ဟမ် ကကြီးသာပြီးတော့မှာ ကျွန်တော်အနော်လေးမှာကေပြတ်သွားပြီအနေခက်နေတယ်ဗျာ ကေပြတ်သွားရင်ငါစီမှာဂျဲရှိရရော့ယူ လူချင်းမို့ မင်းကျေကမပြည့်ဘူး အဲ ငါကျေလည်းမပြည့်ဘူး အသုံးများသွားတယ်လေအေးပတ်ကုန်တော့မှာ လုံးမဆိုလောက်ကွာဒီမှာပြဲထားတယ် ဘာတော့ဝါတခါတည်းရော ညံလို့ဒီဘက်ကသွားအေးပတ်တော့မှာပြောနေ အေးပတ်တာကိစ္စမယူသေးတော့မကြပြီရပဲ စိုးသွားတာကြားလိုက်လား ဘာတဲ့တော့ စိုးသွားတာ ဘာတဲ့တော့ ပတ်ပတ်ဆက်ဆက်တီးမဲ့ညဆိုပါလားကျွန်တော်ညီရလဲပတ်ပတ်ဆက်ဆက်တီးပါလိမ့် ဟုတ်တယ် နင်ကလည်းပတ်ပတ်ဆက်ဆက်မောက်လိုက်မယ် မဟုတ် ပရိသတ်ကလည်းပတ်ပတ်ဆက်ဆက်ကြီးအားပေးနေတာဆိုတော့ အဲ ကျုပ်ကလည်းအဲ့ပတ်ပတ်ဆက်ဆက်ကြီးကိုကြိုးစားအောင် နေပါအောင်ခမရပါဇက်တဲ့လေပတ်ပတ်ဆက်ဆက်တွေပြည့်နေလားမသိ တာပက်ပက်နဲ့ဆက်ဆက်ကြီးစားချင်လို့ပါဟဲ့ ပတ်ပတ်ဆက်ဆက်အလုံးလုံးမှာခမရဘယ်လိုလုပ်မှာလဲပြော ညံ့ညံ့တောင်ကျုပ်တချင်းရေးထားသေး ဟုတ်လား ဟုတ်တယ်ဒီစနစ်ကောင်အောင်မှာကျွန်တော်ရေးနေ ဟုတ်လားဘာသာ လှုပ်ဆန်း မြစ်တာပိုးလေးတစ်ပုတ် ညတာဘ
တခါတည်းလို့ စိုးပြလိုက်လာလမြသာယမာပါသေးဗျာသားတို့တွေကစွတ်တောင်းဖို့သာတိုက်တာစီစိန်လူတိုင်းကိုရကြပါသေးဗျာတွေ့ဝပေါ်များလို့လေစိတ်ထဲရှိတဲ့တိုင်းလေပတ်ပတ်ဆန်းဆန်းကြ အတိတ်တဲ့နမိတ်တဲ့ပြိတ္တခဏလေးတိခဏတော့ကြီးဘလောက်ကောင်းတော့စာသား ကောင်းရမယ် မြင်လားစာသားဘလောက်မြင့်ထားတယ် မြင့်ဆိုဟိုက်စာရေးတော့ငါမကြီးပဲမတက်ရေးထားတာ တော်သေးတယ်ဖုံးတိုင်မတက်မီ မနောက်နဲ့လာသမျှတာရမှာပါစီဗျာ ဟုတ်တယ် ပါတယ်တော့ သားတို့တွေကစွတ်တောင်းဖို့သာ ကဲဖေးမေကိုမအိုကြီးတို့အားလုံးမြေတာပို့ပါတယ်တဲ့ဘလို့ပို့မှာတော့ တိုက်တာစီစိန်လူတိုင်းကိုရကြပါသေးဗျာ ကဲတိုက်တာစီးစိမ်ရွှေငွေဥစ္စာလူတိုင်းတရနိုင်ပါသေးတယ်ကောင်းရတာဗျာ ကျွယ်ဝပေါ်များလို့လေစိတ်ထဲရှိတဲ့တိုင်းလေ စိတ်ထဲရှိတဲ့အတိုင်း ပတ်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 ဆန်းဆန်းကြ ဒါလည်းပြောပါပတ်ပတ်ကြီးခွဲခွဲမထားပါနဲ့ ပတ်ပတ်ကြီးကိုကြိုက်တယ် ပတ်ပတ်ဆက်ဆက်ရကဲနောက်ကပတ်ပတ်ဆက်ဆက်ရသူချီရလဲပတ်ပတ်ဆက်ဆက်ချပြီ အချဗျာချ ဟာ ခဏနေရောဟိုင်းအလူကြီးလက်ပွန်တဲ့လက်ပွန်သွားအောင်ကျုပ်လက်ဖွန်လိုက် လက်ပွင့်သွား ဟုတ်တယ် တို့ဆိုဗျာ လာသမျှသာယမာပါသေးဗျာ လက်တွေဖွင့်နေ သားတို့တွေကစွတ်တောင်းဖို့သာတိုက်တာစီစိန်လူတိုင်းကိုရကြပါသေးဗျာကျွယ်ဝပေါ်များလို့လေစိတ်ထဲရှိတဲ့တိုင်းလေပတ်ပတ်ဆန်းဆန်းကြ ကောင်းထား လက်ဖွင့် ဒီလိုရှိရလက်ရှိတာဒီလိုရှိရလက်များလား ညညပေါက်ဆက်ချင်ပြန်နေဦးနာကြီး ပါတဲ့ဘွာ ကြီးတာ ရွှေလက်တကားကြီးပုံပုံပုံ ပေါက်ဆက်တန်းတော့မဟုတ်ဘူးကွာ ဘယ်ကကနေကရွှေကောင်းတော့ဟာ ဒီလိုရှိရလက်တွေလားဒီလိုရှိရလက်များလားအချိန်တိုင်းမပြတ်ပါလမ်းနဲ့မကွာရွှေလက်တကားကြီးပုံပုံပုံ မင်းကိုထိုင်ခိုင်းထားတာကိုဘာလို့ထားလဲ ဟောဗျာဒီလူကြီးကိုရွှေလက်တကားကြီးအဖို့ခိုင်းနေတာ မလို့ ဆိုင်းစီရလဲနောက်မှလူရှင်တော်3ယောက်ဖွင့်ရင်ကိုရပြီမင်းမလို့ မလို့ဘူး လို့တဲ့ မလို့တော့မင်းထိုင်ခိုင်းတာပေါ့ကွာဟဲ့ လို့လို့ထားလာတာပေါ့ကွာ ငါ့ကိုခမ်းမပြောနဲ့ ဘာလို့ကြီးတဲ့လူပြန်ပြောနေတာ ငါ့ကိုခမ်းမပြောနဲ့ ပြောတယ်ကွာ ချတော့ပါဟဲ့ချတော့တော့တော့ သုံးယောက်တစ်ယောက်မလို့ငါခံရတာမင်းတို့သုံးယောက်မှထားတာ ဝါပါကြတော့သွားကွာ ဟောတချင်းနေမှာ ငါလက်လွန်သွားလားမသိ အေးဘောခေါင်းလေးလွတ် ငါ သွား စိတ်ပေါက်တာနဲ့တားလုတ်လိုက်တာ လုတ်ပြီးမှတနာ ဗါတဲ့ ငါလို့လုတ်ပြီးမှကြည်တနာ နောက်တစ်ခါမလုံးပြန်ကြလား တနာ ကဲအလုံးဖေတို့မေတို့တောင်းပန်ပါတယ်နော်ဆိုင်ကအရှင်လေးနဲ့သွားမလို့ရှိရင်နောက်ကသူကလည်းလက်ဖွင့်နေတာတိုင်းမလိုပါဘူး လုံးလေ ဆိုင်းနန်နဲ့မှအဲ့ဒီတိုင်းကြီးမရောချင်လို့ အေးလေနော် ကိုယ့်ဘာသာကိုလက်ဖွင့်ပါမယ်ခင်ဗျာဟောဒီလိုပြန်ကြတော့မယ်ဘာလို့ တော့စားပါ အာမင်းတို့ဤမြတ်တာပုံနေနဲ့ဒီနဲ့ဒီအလူတို့ကငါလည်းမြတ်တာပုံမယ်ကွာ ကဲပေါ်လေးလှုပ်ဆန်းကွာ ဒီနဲ့ဒီအလူနာမတကယ်ရမြို့သားတွေနဲ့မြို့သမီးများဆိုစံတူလို့မရသူလည်းရတော့မကောင်းတဲ့သူတို့ပထမ ဝိုက်တာ မတတဲ့ဆိုဘယ်နေရာကြည့်ကြည့်ပတ်ပါဆဆလာ ပေါ်လေး ခရ ခင်ဗျာဆိုတာသဘောကျ အာ ဒီနဲ့ဒီအလူ နာမတကယ်ရ အဲ့ဒါကိုရှင်းအောင်ပြောဘာနာမည်ရတာတော့ အမျိုးသားတွေနဲ့အမျိုးသမီးများဆိုစံတူလို့မရ တိလေဘာလို့စမ်းတူးလို့မရတာတော့ အလှမကောင်းတဲ့သူတို့ပထမ တကယ်ပါအဲ့ဒါတော့ ညနေတဲ့အတိုင်းပြောနေတယ်အလက်ပြန်လာတော့လက်တို့တို့နဲ့ဟိုဟာအချိုးဟိုက်ရတယ်ကြောက်ကောက်ကလည်းချိုးလိုက်တော့ဝိုးနေတယ်လို့ ဟုတ်တယ်ပြောလား တကယ်ကောင်းပြောနေတာ အင်း ကျိုးလဲညင်ပါတယ် ဟုတ်တယ် ကျွမ်းကြမလို့ဘာကြမလို့လက်တွေ ဘာလို့တော့ ကြည့်လိုက်တာ အင်း အချောလေးတွေညင်တာ ဟုတ်ပါ မဲအချောလေးတွေညင်တာ ဟုတ်ပါ ကြောက်လို့လားပြောရတယ်တော့ဟော3ယောက်လောက်ကတွေးလိုက်သေးတယ် တခေါ်3ယောက်ဆိုရင်တော့မအောင်မင်းနဲ့အဲ့ဒါမင်းအမျိုးလို့တော့မှတ်လိုက်နော် အဲတခေါ် ဘာခွင့်ရင်ငါမျိုး ဟုတ်တယ် မနေ့ပြန်ငါမျိုးတွေဘယ်နှယောက်လောက်ရှိအောင်ရှားကြည့်အောင်မှရက်ွက်တော့ အများကြီးရှိမှာပဲ ညောင်းလို့ပဲချင်းရ အချောမျိုးတွေ တာချက်ကကြီးလား အင်း တာချက်ကတော့ကွာ ဘာလဲတဲ့ မဲတုံလို့ဟာရောင်း ဟာ တော့ အမောင်ရိတ်ကြနေလို့ မဲ ပေါ်လေး အင်း
သူတို့စကားနားမထောင်နဲ့ခင်ဗျားတချင်းလေးပါတဲ့မတ်တာထဲဆိုဘယ်နေရာကြည့်ကြည့်အားလုံးကြည့်လိုက်ပါပပဆဆလာအဲ့ဒါမျိုးဖြစ်ရပါ ဒီလိုရှိရလက်တွေဒီလိုရှိရလက်များလားအချိန်တိုင်းမပြတ်ပါလက်နဲ့မကွာရွှေလက်တကားကြီးဘုံဘုံဘုံ လာလာတော့တက်ချေရဟဲ့လာလာမှာလို့ ဒီလိုရှိရလက်တွေလားဒီလိုရှိရလက်များလားအချိန်တိုင်းမပြတ်ပါလက်နဲ့မကွာရွှေလက်တကားကြီးဘုံဘုံဘုံ 哇！塞比我大点追，塞比我大点追，塞比我大点追。 哎呦，没叫那也得没有我。 နှမျိုးလုံးကိုကောင်းအောင်ရောင်းမလိုက်တာမိုင်းလို့ ဘာလို့ မှတ်တာလူဆိုတာကြီးတဲ့မှုငယ်အောင်ငယ်တဲ့မှုပပြောင်းအောင်လုပ်ရတယ် အဲ မင်းကအခုကငယ်တဲ့မှုကြီးအောင်ကြီးတဲ့မှုကိုကုလသမဂ္ဂရောက်အောင်ပို့နေတာ ငါဘာတွေလုပ်နေ ဟဲ့ငါလင်ပန်းနဲ့ရိုက်လိုက်တာအဲ့လောက်ဖြစ်သွားစရာအကြောင်းမရှိ ဟာရောက်လင်းမင်းကြီးကနားရဲကွာခေါင်းခွဲတယ်ကွာ ဟာနောင်ရိုက်တာနားမမောကွာမင်းမစိုးနဲ့ဆိုတာစကားနားထောင်လေ နားမထောင်နိုင်ဘူးကွာဒီလူကြီးရွှေလက်တကားကြီးဖော်ခိုင်းနေတယ် အဲ့ဒါဘလို့ကောင်းတော့ကလူလိုပြောတာကိုလူလိုနားမလည်ဘူးနဲ့တူ လူလိုပြောနေတာနားမလဲခွေးလိုပြောလိုက်စမ်းရ ဟော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 ဘာမှမဘူးဘာမှမဘူးခွေးဝဲသားနှစ်ကောင်ကြိုက်နေတာ 我搞路你了。 ဟဲ့ မလားတဲ့ကတော့ လက် တော့ ကြီးကမိုက်ကင်နိုင်လို့စိုးနေတာ ဟုတ်တယ် လက်ချုပ်စမ်း ထိုး တွေ့လောက်မယ်ကြောက်ပါကြောက်ပါကျိုးအကြောက်ပါ ကျုံးမယ် ကျိုးမကျိုးငန်းငန်းနဲ့ငါကြာ နည်းနည်းရှော့ကျုံးမယ် ကြောက်ပါကြောက်ပါတကယ်နားပါနဲ့ပြောချွတ်ကလေးတက်ပြီးစင်း ဟုတ်ပါနော် တနာလိုက်တာကွာ ဘာလို့တော့ ငါလည်းလှုပ်ပြီးမှချီတနာနေ နောက်တစ်ခါကျမုံမိုးပူ ဟိုကျွန်တော်မတနာဘူးနော်မတနာဘူးနော်ဆိုင်းအရှင်ပြက်တယ်လို့ပြောနေတယ် ကျွန်တော်တို့စောင်းမနေတယ်လी အေးလေ ရပါတယ်ဒီကောင်တလောက်ဆိုမှတ်လောက်ပြီးငါကြီးမင်းဖြောင်းဖြောင်းတီးတော့အဲ့ကောင်လာရဲစရာကိုကြောင်းမရှိတော့ ဟုတ်ပရိသတ်တကယ်အားနာပါတယ်ဗျာ သိကြတယ်မလားရတော့ နောက်ကကောင်လာလို့ရှိရင်ကိုမြင့် နော် ခင်ဗျနဲ့ဂေါ်လာနဲ့လှန့်စွတ်ပလိုက်စားဒီကောင် ဟာဘယ်လုံးဟာ ဘယ်နေရာစွတ်မိစွတ်မိ ကောင်းတယ်အဲ့ဒါနဲတာမထွက်တော့အပေါက်ပိတ်နေမှာ ဟိုကောင်ကတော့မလာစီနဲ့အားလုံးဆိုင်းလို့ပြန်ကြတော့မယ်ခင်ဗျာဒီနေ့ဒီလူနာမည်တကယ်ရ ကြောက်ပါရဲ့ နော်ဒီနေ့ဒီအလူနာမည်တကယ်ရ မင်းလုံနိုင်လား မြို့သားတွေနဲ့မြို့သမီးများဆိုစံတူလိုမေဟာလီအလမကောင်းတဲ့ကုရပတ္တမ ကောင်းတော့ဗျာ မတ္တာထဲဆိုဘယ်နေရာကြည့်ကြည့်ပတ်ပါဆဆလာ ရှင်မျိုးတို့ပရိသတ်ကအော်တို့အပူပြောတယ်နဲ့ထင်တော့မှာ မ ပဲ ပြောဘူး ပြောသား အရှိရှိပြောမယ်ကောင်းဒီမှာအကိုကြီးတွေဗီဒီယိုမှတ်တမ်းတင်ထားတယ် ရိုက်တာလေ သူတို့ပွဲကုံမှတင်လိုက်မယ် ဟုတ်တယ် ပွဲကုံတင်ရင်လိုင်းပေါ်ပြန့်သွားမှာ အဲ ညာလို့မရဘူးကျုပ်တို့ကဒဲပြောမယ် ဘာဒီအမခံတာ ကျုပ်တို့ဒီနှစ်တီးလာသမျှမြို့တိုင်းရွာတိုင်းထဲမှာတော့ ဟုတ်ကဲ့ ဟောဒီကဇောင်ညန်းကုန်းရက်ကွက်ကအချောအလှအပေါ်ဆုံးပါဗျာ တကယ်လာတာပါ အရင်ရွာတော့ကလည်းဒီလိုပြောခဲ့တာပဲ အရင်ရွာတော့ဒီလိုမပြောပါဘူးတခေါ် တခါမှမပြောဘူးလို့ပြောသားမှာ တကယ်ကိုလှလို့လှတယ်ပြောတာ ဒီလိုရှိရလက်တွေလားဒီလိုရှိရများလားအချိန်တိုင်းမပြတ်ပါလုံးနဲ့မကွာခြေလက်တကားကြီးဘုံဘုံ ဟဲ့ ဘုံ အဲ့ဒါဆောင်းတာဒါလား တက်တက်ကိုနှောက်ရှက် ဘာကလဲ ဒီလိုရှိရလက်တွေလား ဒါမှမလို့ ဒီလိုရှိရလက်များလားအချိန်တိုင်းမပြတ်ပါလုံးနဲ့မကွာခြေလက်တကားကြီးဘုံဘုံဘုံ မစိုးကြုံနေလက်သိမဆုံးနဲ့ပြောနေလာကလည်းမင်းတက်တရှိလူကြမလာပဲနဲ့နောက်ကနေလန့်လာပြီးနောက်ရက်လာတကားမောင်းတကားမောင်းနဲ့များလို့နေပြောတယ်ဟုတ်တယ်ဒိတ်ပြန်မရှိတကားဆိုခွန်လို့ရတယ်နှကားဆိုလည်းခွန်လို့ရတယ်ကွာတကားမောင်းနဲ့လာပြီ နေပါဦးကျွန်တော်ကြည့်လိုက်တာခင်ဗျမျက်နှာကြည့်လန့်တာမဟုတ်ပဲနဲ့အောက်ကြည့်ပြီးဘာလန့် မျက်နှာမြင်ရင်တော့အဲ့လောက်လန့်ညမလန့်မှာ ဟုတ်လား ဓာကြီးကတော်လန့် သုံးမိသားလောက်ရှိတော့တယ် ဒီကြတဲ့အိကပတ်ဆက်သေးတာနော် ဒိတ်ပြန်မရှိကွာ လာခဲ့မင်းဒီအောင်စင်းတာမင်းပြောလို့ကိုမရဘူးလားဟလား မရဘူးကွာ ဟဲ့အဲ့ဒီ
ခြေတော့ကောင်းတယ်လို့တောင်ဘက်ကထွက်လိုက်မြောက်ဘက်ကထွက်လိုက်ထွက်နေ ဟုတ်တယ် ခြေတော့ချုပ်စားတာ ဟာ လာအဲ့ခြေတော့ကျွန်းကြောက်ပါ ကျိုးမယ် အာ ကျိုးမယ် ကျိုးကွာ ရှော ကျိုးကွာ ကျိုးမယ် ကျိုးကွာတကယ်နာပါအေးကွာတနာလိုက်တာကွာ ဘာလို့တော့ ငါလည်းလုတ်ပြီးမှချီတနာနေဟော ပရိသတ်ကလည်းတဝဝတဟာဟာနဲ့အာပီ တကယ်လုတ်ပြီး ဩသိန်းတော်ဆိုင်ရဲ့လူရှင်တို့ဝမ်းမိုးတို့မိုင်လူတို့အိုက်ပန်တို့ပေါ်လေးတို့ပရိသတ်ကအာပီတို့ဘယ်ဟုတ်ဒုက္ခတွေအကုန်လုံနေတော့တာမင်းတို့လူရှင်တော်တွေကြောင့်ဆိုင်ကအရှိန်ပြက်ပြက်သွားတာ ဒေးနဲ့မပြောနဲ့မိုင်လူကြီးကဆိုးတယ်ကွာ3ယောက်ကကျိုးအာလို့ပြောဘာလူရှင်တော်ဒေး လူရှင်တော်တွေအတူတူပဲလေ မင်းပြောတဲ့ဒေးဆိုလို့ပြောလိုက်တော့ဟောပြက်တာလက်ရပြက်တာရွှေဟင်းသာပိတ်မှန်နေကွာ ဟင်းသားတွေတော့သွားခေါ်တဲ့ဟင်းသားတစ်ခါမှတူဘူးပေါ့နော်ဒီတခါလာရင်ကျွန်တော်နဲ့အဟုတ်တွေ့မင်းတို့ကမပြောတော့ အဲ့ခြေတော့ကိုလမ်းကိုမလျှောက်နိုင်တော့တော့အဲ့ကောင်ခြေတော့ကလေးကျွတ်တက်သွားတယ်နော် ပါပြီ ငါမေ့နေလို့မေ့နေလို့ ဘာမေးတာ ဟာတို့အလူတကလေး ဘာလို့တော့လူတကာ ဟာမင်းနင်းလေအမင်းတို့လဲရောက်ရောအလူတကကွာမင်းငါတွေ့ချင်းစဲလေဘူးကြီးပေးတာအဖြူဘူးကြီးကိုငါဘူး ကောင်းလိုက်တဲ့စေတနာ ငါပြန်ပေးလိုက်ပါလေ ဘာလဲတော့ ဘူးကအခွင့်နေကြီးမလို့ မစော်ကားနဲ့ဟဲ့ကောင်မစော်ကားနဲ့ အလူတကလူမအောင်ကျွန်တော်ကြီးသူဆက်လာအောင် ဘယ်လိုတော့ အလူတကအလူမစေရနာဘလဝ ဟုတ်ပြီ ကျွေးတာမွေးတာတိတ်ကောင်းတယ်ဗျာပြောပြမလို့အောင်ရှယ်ပဲဗျာ တကယ်ကောင်းတာပါဗျာ တိတ်သောဆိုင်မှာလူရှင်တော်လဲတွေအကုန်လုံးလာ ဘယ်ရောက်သွားတာ ချောတယ်ဗျာဟိုလာတယ်ဗျာ ဘာဆိုင်တော့ ချောတယ်ဗျာလာတယ်ဗျာချောလို့လာလို့စုဝင်များလဲလာကြမယ်ဆိုပတ်ပတ်ဆက်ဆက်ချာ အလေးတကာကြီးကျုပ်တို့3ယောက်ကိုအိမ်ထဲခေါ်ပြီးချချင်တိုင်းချလို့ရပြီနော် အလူတကာကြီးကချမ်းပါမချမ်းပါတော့မသိဘူးလူငယ်တွေတော့မျက်စောင်းဖုံးနေပြီ အဲ့ရနေ ဘာတော့ အိန္ဒိယမဲအောင်မလုံးနဲ့တခါနခါလှုပ်ရတယ်မင်းတော့လွန်နဲ့လှုပ်တာကြီးอ่ะ အေးမင်းကဒါပြောနေတာဟိုနှစ်ယောက်ကရက်သွားပြီမင်းတစ်ယောက်တည်းလှုပ်နေတာ ဟာကျုပ်ကလှုပ်တော့တစ်ချက်တည်းလှုပ်လိုက်တာ ကျန်သားသူကသူအရှိန်နဲ့လိမ့်နေတယ် အုံးဝင်လို့ ဒီလို့ရှိရလက်ပြီလားဒီလို့ရှိရလက်များလားအချိန်တိုင်းမပြတ်ပါလမ်းမင်းမကွာ တော်များသွား ဒီလက်တကားဒီပုံပုံဒီလို့ရှိရလက်တွေလားဒီလို့ရှိရလက်များလားအချိန်တိုင်းမပြတ်ပါလမ်းမင်းမကွာ ရွှေလက်တကားကြီးကို ဟဲ့နေမင်းခြေတော့ကဘယ်ဘက်ကချိုးတာလို့ရင်ပြော ဖတ်မနေတာ လို့ရှိ ဘာလာလို့ရ လက်ဒီလားဒီလို့ရှိရလက်များလားအချိန်တိုင်းမပြေပါလက်နဲ့မကွာရွှေလက်တကားကြီးကိုပုံပုံ သားလေး ဒီလို့ရှိရလက်ဒီလားဒီလို့ရှိရလက်များလားအချိန်တိုင်းမပြေပါလက်နဲ့မကွာရွှေလက်တကားကြီးကို စွတ်ထဲမနေနဲ့ तू မကြားလိုက်ဘူး၄ယောက်တဲ့အလူမှာ အဲ့ပန်လို့လုံးလိုက်မယ် ဒီလို့ရှိရလက်တွေလား သားလေး ဒီလို့ရှိရလက်များလားအချိန်တိုင်းမပြေပါ လက်ကသူ့ပွတ်နေတယ်ကွာ ရွှေလက်တကားကြီးပေါ် ဟာအကျိုးကပဲနေတော့ဟာ ချက်ကိုခြေတော့နေကောင်းသွား ဒီလို့ရှိရလက်တွေလားဒီလို့ရှိရလက်များလားအချိန်တိုင်းမပြေပါ ကျိုးနေလို့တာတော်တော့တယ် ရွှေလက်တကား ပြောတော့ပြောနေပြန်ပြီအကျိုးစော်အကန့်မော့ဆိုတာဒါပြောတာ ဟဲ့ ဒီလို့ရှိရ မျောမနေနဲ့လားတော်တက်နေလား ငါတက်တာမင်းမသိဘူးမလား ဟုတ်တော့မသိလိုက်ဘူးမင်းတက်တယ်သူဘယ်လိုတက်တာ ဒီလိုလေးလေ လာမမင်းဆိုင်တော့လာခဲ့မင်းနဲ့ငါနဲ့ရှင်းမယ် ပရိသတ်ကဆုချတယ်ဆိုပြီးတော့မင်းမျက်နှာကြီးပြုံးပြီးလုံးမနေနဲ့ ကျန်တာတော့မဆိုင်ဘူးအဲ့လှမှပေးတဲ့၄ရွက်ကတော့1ယောက်9ယောက်စီယူ ဟာဟေးမဆိုင်ဘူးလို့ကွာငါလက်ထက်ရောက်တာ မေ့ကြည့်တော့လှမှ4ယောက်4ယောက် ဟာဟေးငါပြီးချင်မှပြီးမှာပေါ့ကွာ
လာကမင်းသားကနဲ့စိုင်းတော့ရှင်းမလားညီလေးလုံးစရာရှိရလှုပ်ထလိုက်ဘာလို့အမကြီးတော့အမိရတဲ့အကူကြီးတော့အဖိရတဲ့ ဖာ အဖအရာပဲ ကိုကြီးဆုံးမလိုက်မယ်ကိုနဲ့တော့မစင်းရှင်းလိုက် မိုင်းလို့လာလားမင်းငါတို့တလောက်ဖုံးဖိနေတဲ့ဂျားတွေကနေမင်းထောင်းတော်တက်လာတော်တော်တက်နေလားပြော ဟာဘလောက်တက်လဲဆိုရင်ကျေးဇူးရှင်ပရိသတ်တို့ကျွန်တော်ငှက်ပိရနေကြက်ပေါင်ဖြစ်အောင်လုပ်ပြမယ်ဗျာ ဟမ် ငှက်ပိရနေကြက်ပေါင်ဖြစ်အောင်လုပ်ပြမယ်လို့ ဟာငါပေးရငါပေးကြက်ပေါင်ဘာဆိုင်တော့ မဆိုင်မင်းဘာကြီးလောက်မလို့ရ အာအစောနာအလူမပေးတာမင်းကမပေးဘူးလို့ပြောတယ် မပေးဘူး အိုင်9000ရအောင်မယ်ငါကြံလိုက်မယ် လှုပ်လိုက်ပါမယ်ဘလို့ 9000ကြီးပဲလောင်းမလားလာခဲ့ကိုနီးပညာနဲ့ပြန်ယူ ပရိသတ်စဉ်းစားအောင်ဗျငါပြရနေချက်ပေါင်းတယ်ဘလို့မှမလွယ်ဘူး အပိုင်ငါပေးရနဲ့ကြက်ပေါင်ဖြစ်ရင်မင်းယူလိုက် မဖြစ်ရင် ကြက်ပေါင်မဖြစ်ရင်ငါစားမှာ အားကြိုက်တယ် လှုပ်လိုက်စမ်းဘယ်လိုလုပ်မှာ အဲ့ဒါဆိုရင်ငှက်ပိ30သားဝယ်ခဲ့ကွာ ဝယ်ခဲ့ပြီ စလောင်းမုံထဲကိုထည့်ပြီးတော့ကတ်လိုက် ဆလောင်ပုံနဲ့ကပ်ပြီး မင်းမြင်လွယ်အောင်ပြောရင်ညစ်ရဲ့ဟိုဘက်ကန်းကမီးဖိုး ဖော်ပြီး ညစ်ရဲ့ဒီဘက်ကန်းကနေငှက်ပိလေးနဲ့လှမ်းကင်း ကင်းနေကွာ ကြက်သလား ဟာမြေဟိုဘက်ကမီးပေါ်ပြီးမြေဒီဘက်ကလှန့်ကင်တာတဲ့တက်လုံးကင်ကြက်ပေါင် အဲ့ဒါကြောင့်ကြက်ပေါင်လို့ပြောတာပေါ့ မင်းကလည်းလဲမလူလို့နဲ့အားတာကြည့်ဟိုကအငယ်ကနှက်သွားပြီ ကျုံ9000ပါသွားလို့ခင်ဗျားတို့ဝမ်းတာနေတော့လက်ကို over တွေတော့ပေးနေဟလားတော်စိတ်ချမ်းသာနေလားရတယ်ဝနုကဝရင်ပတ်တာပြီးမခံစိုင်းထဲမှာကိုထအားတဲ့ကောင်ကိုပြန်လူလေလုံး ဟာမင်းထက်အားတဲ့ကောင်ကိုပါသေးလား ရှိသေးတယ် ဘသူတို့ ခေါ်လိုက်မယ်ဟာဂျန်အောင်ဖေးရေ ဟောတော့တယ်အကောင်ကြီးကကြည့်ရတာပေးထုံကြီးနဲ့ ထွန်း ဝိတတခေါ်လာလို့ အေးတသားခေါ်တာဒီမှာငါပေးရနဲ့ကြက်ပေါင်ဖြစ်တဲ့နီးပြမယ် ငါပိရနေကြက်ပေါင် ဟုတ်တယ် ဖြစ်ပါဘူး အာဖြစ်တယ် ဘယ်လိုလုပ်ပြမှာတော့ 1000ချင်းလောင်းမလားပြော 1000ကြီး လောင်းမလား လောင်းပါဇာ သိကြတယ်နော် တေးကြတယ်လောင်းပါပါဆိုမှပဲ1000လောက်စားများမင်းနဲ့ဒီ အေးရ ဆိုင် ကို့နှက်သွားတာပြန်နှက်လာဟုတ် လို့ ကြက်ပေါင်ဖြစ်ရင်ငါစားမှာ မဖြစ်ရင် မဖြစ်ရင်မင်းစား လုံးစား ငါပြီး30တောင်းဝယ်ခဲ့ ဝယ်ခဲ့လိုက်ပြီ ဆ ကွာ လောင်မုန်နဲ့ထက်ကလိုက် ကက်လိုက်ပြီ မြင့်ဟိုဘက်ကမိဖို့ ဖိုးလိုက်ပြီကွာ မြင့်ဒီဘက်ကငါပြီးလေးနဲ့လှမ်းกินလိုက် กินလိုက်ပြီ ကြက်သလား ကြက်ဖူးပေးနေတော့ ကျုပ်တုံကကြက်ပေါင်ပြောတာဟိုကကြက်ဖူးတယ်ကျုပ်တုတ်သွားတာ အဲ့တော့မင်းရှုံးပြီဘောနော် နှစ်ခါရှုံး ကိုဝမ်းမို့ ဟမ်ဘာလုံးကန် ကိုတကကျွန်တော်ခွေးချီကနေကြက်သွန်ဖြစ်အောင်လုပ်ပြမယ်ဗျ ဟဲ့ခွေးချီရခွေးချီကြက်သွန်ဘာမှမဆိုင်ဘူး မဆိုင်မင်းဘာကြီးလောက်မနှုံခဲ့ အာ9000ကြီးပဲလောင်းပါမယ်ငါ9000ပဲပြန်ယူရမယ်နော်9000ကြီးပဲလောင်းဟဲ့ခွေးချီကနေဘလို့မှကြက်သွန်မဖြစ်ဘူးကွာဖြစ်မင်းယူလိုက် အေးအဲ့ဒါဆိုရင်မယုံလို့ရှိရင်ခွေးချီလေးကျုံးခဲ့ကွာ အကျုံးခဲ့ပြီ ဒဲပိုင်းထဲကိုခွေးချီလေးထည့်ကြော်လိုက် ဟဲ့မင်းအန်ဒဲပိုင်းနဲ့ကြော်မှာနော်ငါအန်ဒဲပိုင်းနဲ့မကြော်နိုင်ဘူးဟောတော့ငါအန်ကြက်သားတွေမဲသားတွေနေတိုင်းချက်တာဆိုတော့မင်းအန်ချမောင်ရွက်လောက်ချက်တဲ့ဒဲပိုင်းဆိုတော့ ချမောင်ရွက်ကအိတ်ချင်နေတယ်ကွာ ဟဲ့ခွေးချီလေးကို ခွေးချီလေးကျုံးခဲ့ကွာ ကျုံးခဲ့ပြီ ဒဲပိုင်းထဲကိုထည့်ပြီးကြော်လိုက် အကြော်တယ်ကွာ ဟောကြော်တော့ကြက်သလား အကြော်ရင်ကြက်တာပေါ့ ဟဲ့ကြက်တယ်ဆိုရင်မင်းစားမလား အခွေးချီငါဘာလို့စားမှာမစားချင်ပါဘူး ဟိုဗျာမစားတော့မင်းဘာလုပ်ပြင်မလို့ ဟောသွန်းပြမှာပေါ့ အဲ့ဒါကြောင့်ကြက်သွန်းနဲ့ ဒါနဲ့မြဝမ်းမှုနာမည်ကြီးနေသေးတယ်တွန်းပြစ်သေးတယ်ဗျ မသွန်းတော့မင်းစားမှာလားကန်ခွေးချီမင်းသားမလာကငါကျိုးရမှာကန်ခွေးချီမင်းသားမလာက မင်းတော်လိုက်လို့ကြက်တုံဖြစ်သွားပြီလေမင်းအားတာ 9000ကုန်ကုန်မခွေးချီတော့မစားချင်ပါဘူးခင်ဗျာ
အကန့်ကြီးတွင်းကြစကားပြောတာ ညမစားဘဲနဲ့သူများခွင့်ချီစားပါလားရတယ်ဟဲ့အောင်ဟဲ့အောင်ငွေမျိုးငွေနဲ့လိုက်မယ်ဟာဂျာနာဖေးရေပိုင် လာပါပြီဗျာစေတနာရှင်ကြီးရဲ့ဟာ စေရနာရှိရမနေနဲ့ဒီတကခွေးချီကနေကြက်တော်ဖြစ်တဲ့နီးပြမလား ဘောတော်ဆောက်သွားပြီဘယ်လိုလုပ်ဖြစ်နေလဲ ဟာတပေါင်းကြီးပဲလောင်းမယ်လား တသောင်းကြီး တပေါင်းကြီးပဲလောင်းမယ်လား ကွာ လာပါ မဖြစ်လို့တော့ကြိတ်လိုက်ဦးမယ် ဟဲ့အောင်ခွေးချီလေးတွေ့ရင်ကျုံးခဲ့ ကျုံးခဲ့လိုက်ပြီကွာ ခွေးချီလေးကိုဒဲပိုင်းနဲ့ထည့်ပြီးကြော်လိုက် ကြော်လိုက်ပြီကွာ ကြော်ရင်ကြက်သလား ကြော်မကြော်တော့ကြက်တာပေါ့ဟာမင်းကနေ ရက်တယ်နော် ရက်တယ်ကြက်တယ် ကြက်ရင်မင်းစားမလား စောက်ချင်မဟုတ်ဘူး ဟိုမစားတော့ဘာလုံးမ ပတ်ပြင်မှာပေါ့ဟာ အဲ့ဒါကြောင့်ကြက်ပတ်မကူမှုပတ်ပြတဲ့ကြီးကိုသူပတ်ပြတော့ကျုပ်ကြက်ပတ်ကြီးဖြစ်သွားမရိုင်း ကိုဝမ်းမ မပါတော့ပါမင်းမျက်နှာမြင်ရတာကိုစလောကင်းကြီးကြည့်နေရတဲ့အတိုင်းပဲအော်ကလီလီမစောရလည်းမနေနိုင်ဘူး ကိုတကတကယ်ဖြစ်နိုင်တာကျွန်တော်လုပ်ပြမယ် ။ဘာဖြစ်နေတာလို့ ကျွန်တော်ထန်းတီးကနေအုံတီးဖြစ်အောင်လုပ်ပြမယ် ။ဟာထန်းသီးရသေးသေးလေးအုံးသီးရအကြီးဘလို့မှမဖြစ်နိုင်တော့ဘူး ကဲမင်းဘာကြီးလောင်းမလို့မ ။ ပြော ဟာလာလာ200ကြီးလောက်မယ်လား ဟာ ။ဟမ် ဘယ်လိုလုပ်ဈေးရကြ ရှုံးတာတွေအများနေတာအရေးအထူးလေး ဒီကောသုံးလက်တလဲဆိုတာရှိပါ ရ လားကွာ ရတယ်လေ။ငါအလောင်းစားအသိတော့လှုပ်ရှင်တာမဟုတ်ဘူး။ငါတို့ရောက်ကထဲမှာအလောင်းစားလုပ်ပြီးမွေးသွားတဲ့ကောင်ရှိလို့ ဘယ်သူတော့ဟာ ငါပဲ အမကန်ကောင်း ဒီ နော် မှာအုံးသီးဖြစ်ရင်မင်းစားလိုက် ဟုတ်ပြီ ။လုပ်မလို့လုပ်မှာ အဲ့ဒါဆိုရင် အဲ ဓမ္မခါကြထိုးပြီးထမ်းမင်မော်တက်သွားလိုက်ကွာ တက်ပြီကွာ ပါလာတဲ့ဓာလေးနဲ့ထန်းတီးတစ်လုံးတောက်ချလိုက် တောက်လိုက်ပြီ အောက်ကြတော့ဘလို့မြည်တော့ ။အမြင့်ကြီးကကြတာအုံးလို့မြည်မှာပေါ့ အဲ့ဒါကြောင့်အုံတီးဟေး ။တော်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 အာတော်တော်ဒါနဲ့တော့ဘယ်ဒီကမြောက်စားခြင်းတီတော့မနှမ်းပြန်ဘသူညာလာကြည့်ကြမှာတော့မသိဘူး လူကလူမချိန်မီသေးတယ်ဆရာပြန်ရောပလိုက် အာဂျာနာဖေးရေဟမ်တလုံးဘာလုံးမလှုပ်စားစရာမလိုတော့ဘူးဆိုတဲ့အပေါက်တွေပဲ ညီမပြီးမှငွေရှားတာတော်တော်လွဲနေတာ ဟေး ဟာတော့ ထန်းသီးရနဲ့အုံးသီးပြောင်းလုပ်ပြ အာမဖြစ်ဘူးမဖြစ်ဘူး 1000ကြီးပဲလောက်မယ်လား ဩတသောင်းကြီးတယ်ကြားလာတော့အားတောင်နာလိုက် အာမနာနဲ့ဒီကအပိုင် နောင်သားပိုင် ဓမ္မခါကြတော့ထမ်းမယ်မော်တက် တက်လိုက်ပြီကွာ ပန်းလာတဲ့ဓမ္မနဲ့ထန်းသီးလုံးတစ်လုံးဓာတ်နဲ့တောက်ချလိုက် တောက်ချလိုက်ပြီ အမြင့်ကြီးကကြတဲ့ထန်းသီးကအောက်ကြတော့ဘလို့မြည်တော့ ဒိုင်း ဘယ်ပေါ်ကြလို့ဒိုင်းလို့မြည်ရတော့ အောက်ကသွပြားပေါ်ကျသွားတာ ဟာ ပြေးနေတော့ တော်သေးတယ်သွတ်ပြားပေါ်ကြလို့ဒိုင်းလို့မြည်သွားတာတောက်ရုံးပုံနဲ့ကြရင်ဖုတ်လို့မြည်အောင်မှာ အဲ့ဒါကြတော့ အဲ့ကြဖုတ်သီးတောင်ဖြစ်ခြင်းဖြစ်သွားအောင်မှာ ပိုးဆိုးတယ်ဟေး ကိုဝမ်းမ ငါမြအချင်းအိုးကြီးမြတ်မှတ်လမ်းဘူးဟေးနည်းနည်းဖားသွားပြီရှုံကျွေးလေးတော့နည်းနည်းဖားနေပြီ ကိုတကကျွန်တော်တကယ်ဖြစ်နိုင်တာလုပ်ပြမယ် အဲ့ဒါပါ ကျွန်တော်မကြီးပင်ကနေညောင်ပင်ဖြစ်အောင်လုပ်ပြမယ်ဗျာ ပေါက်တက်ကရှောက်မပြောနဲ့မကြီးဘက်ကသေးသေးလေးညောင်ရွက်ကအကြီးဘလို့မှမဖြစ်နိုင် အကွာ9000ကျင်းတော့မလို့ ဘူးဒီစုကြရတဲ့9000တော့မဲ့လွန်မဖေးဘူး မကြီးရက်ကနေညောင်ပင်ဖြစ် မကြီးပြရနေညောင်းမပြောင်းလို့ပါညောင်းမဖြစ်မစား ဟုတ်ပြီအဲ့ဒါဆိုရင်မယုံလို့ရှိရင်ကြောင်ပင်လေးတစ်ကောင်ခေါ်ခဲ့ ခွာခဲ့ပြီပါ မကြီးပင်ခွာကြကိုတင်လိုက် တင်လာပြီ အဲ့ကြောင်ပင်လေးကိုအောက်ကဝလုံးနဲ့ထိုးတော့ဘလို့အော်တော့ ကျောင်းမှာဆိုတဲ့နောက်ညောင်းညောင်းနဲ့អော်မှာပေါ့ အဲ့ဒါကြောင့်ညောင်ပင်ဟေး
ဟာဂျာနာဖေး ကျွန်တော်တို့အလူကပကာသနာမပါဘူးနော်ကျမတို့အလူကဝယ်ယွညက်လို့အော် တော်ပြောနာလား ငွေရှာတော့လွဲနေ ဟဲ့ ဘာတော့ နေဦးငါမလောင်းသေးဘူးအရင်မေးကြုံမယ် ဟောသိချင်တာရှိမေးပါ ခံရတာများနေ မေးပါ ကြောင်နေအော်လာကြားဘူးလား ဟောကြားဘူးတာဗောအိမ်မှာတော့နှကောင်မွေးတာ ကြောင်နေရဘယ်လိုဟာ ညောင်းညောင်းဂိတ်ပေါ့ဟိုတကယ်ပေါ့ အေးကျန်တဲ့အော်ရနေရရှိသေးလား မရှိပါဘူး ဂိတ်ပေါ့ တကယ်လို့ ဟုတ်ကျန်တဲ့ကွာကြောင်အော်လာညောင်းလွှဲရင်ကျန်တဲ့အော်လဲနီလေးတိလာလို့ မရှိဘူးကျောင်းကညောင်းညောင်းဒါပဲအော်လား ဂိတ်ပေါ့ ဟောတကယ်ပါစမသခေါ်မှနေပါပြီအဲ့ဒါတော့ သေကြောင်မေးနေရလားအဲ့တော့တသိန်းကြီးလောင်းမယ် တသိန်းကြီး တသိန်းကြီး လောင်းတန်းကွာ လား မဖြစ်နိုင်နိုင်တော့ ဒါလောလောဆယ်တက်တောင်းပေးထားမယ်ကိုတော့မှတ်ထားလိုက် ရတယ်ရတယ် မကြီးပြန်နဲ့ညောင်းမင်းဖြစ်အောင်လုပ်ပြမယ် တော့မဖြစ်ရင် မကြီးပင်ကွာကြတဲ့ကြောင်မင်းလေးတင်လိုက် တင်လိုက်ပြီကွာ အဲ့ဒီကြောင်မင်းကိုအောက်ကဘလုံးနဲ့စောင့်ထိုးလိုက် ဖိုးကြလိုက်ပြီ ကြောင်းမလို့ရတော့ရင်းတော့ ဟေးရတကားပြောတာပြောငါကောင်းရှားလာမကင်နဲ့ကွာ ဘာဖြစ်လို့ကွာကြိုင်တော့ ငါကောင်းငါတောင်းကင်တာမဟုတ်ဘူးကွာ ဘာဖြစ်လို့ ယွန်းလို့ ဟဲ့မကြီးပင်နဲ့ညောင်မင်းဖြစ်အောင်လုပ်မလို့လို့ လုပ်တယ်ရအောင်လုပ်လေ မကြီးပင်ကွာကြတဲ့ကြောင်မင်းလေးတင်လိုက် တင်လိုက်ပြီ အဲ့ လို့ ဒီကြောင်မင်းကိုအောက်ကဘလုံးနဲ့စောင့်ထိုးလိုက် ဖိုးကြလိုက်ပြီ ကြောင်းမလို့ရတော့ သေဘော ဘာလို့တက်ပြတာတော့ အဲ့လောက်စောင့်ထုတ်ပြမှာတော့သေတာပေါ့ပေး2000ပြန်လို့အိုက်ပါဘုံကောင်းနေပြန်လို့ ဟုတ်လား မိုင်းလို့ ဒီပေါ်လိုက်ရတော့ပြောပေါ်လိုက်တော့ဒီစဲဩဇာဒီတော်ရဲ့ညာ ဝါ ဘာတော့ ဘာလို့လုံးနေနဲ့ပိတ်ကန်ချိုက်တော့ဂွေးတက်သွားမယ် ဘယ်လက်ကလေးမှာဂွေးတက်မှာတော့ဟာ ဟိုဘက်ကကောင်းကြီးချောကန်ပြမှာဗတ်ဒီမှာ ရွှေုံနဲ့တော့တက်တယ် ဒီမှာငွေကြီးပြဿနာတက်နေတယ်နင်ခဏနေအောင်မစိုးနဲ့အောင်တချင်းမစိုးနဲ့အောင် ဆိုမှာပဲ မစိုးနဲ့နင်မစိုးရင်နင်ငါ9000ပေးမယ်9000 မယူဘူး အရှင်မွေးက200တန်းနေကျဲတော့ဒူးပြောင်ကောက်တဲ့ကလေးမလေးပါဘာ9000ပေးတော့မယူဘူးနဲလို့နေမှာ9000ပေးမယ်မစိုးနဲ့ မယူဘူး 9သိန်း မယူဘူး တော်ပြီငါလည်း9သိန်းမတက်နိုင်တော့နော်ဘိသိန်းတော့တောင်6သိန်းပဲရတယ်တော်ပြီကိုယ့်ကို ကောမလီ ရှင် သူတို့ပြဿနာတက်နေတော့မဆိုပါနဲ့လားကဲမအကိုစကားနားထောင်ကွာနော်အကိုစကားနားထောင်လို့ရှင်ပြီးရကြတော့ငါညမကိုမိုးဖို့1000ပေးမယ်ကွယ် ဟုတ်ကဲ့ကက ဟမ် တာကြီးဧည့်သည်တွေမကြိုက်ရဘူးလေကွာ 9သိန်းပေးတာတော့လက်မခံမင်းနဲ့1000ကျတော့ဟုတ်ကဲ့ကိုကိုတဲ့ တာကြီး မူကထကျွေးမယ်မူကထ မကြိုက်ဘူး မလာရှန်ကော မဆောင် ဟုတ်ပေါ့ မဆောင် 不就是不就是了 ကောမလီ ရှင် သူတို့နဲ့ဖတ်ပြောမနေနဲ့အကိုစကားနားထောင်လို့ကဲအကိုစကားတကယ်နားထောင်မယ်ဆိုရင်ပြီးရကြတော့ငါညမကိုအချင်းမောင်းတစ်ထုပ်ဝယ်ကြည့်မယ် ဟုတ်ကဲ့ကက တာကြီးဧည့်သည်တွေမကြိုက်ရဘူးလေကွာ ခမရကိစ္စခမရရှင်းကြောကိစ္စကြောကိုရှင်းတော့ခမရဆိုတော့ကြုံပြောချင်တော့ ကောမလီ ရှင် ဘာလို့ချင်တော့ပြော တချင်းဆိုချင်တာ ဆိုချင်တာအစိုးရက4ယောက်ပါတယ် ဟုတ်တယ် နေကတယောက်တည်းဖောက်ပြီးဆိုလိုက်ကျန်တဲ့3ယောက်ကပြဿနာရှာလိမ့်မယ် ဟုတ်တယ်လေ ဒါပေမဲ့အကြီး2ယောက်တော့ပြောရတဲ့အငယ်လေးကြတော့လေသူ့လည်းအာနာလို့ဆိုမယ်ဆိုရင်လည်းဒီလိုတော့ တာကြီးဧည့်သည်တွေမကြိုက်ရဘူးလေကွာ ငါဒေါသမထွက်သေးဘူးဟာဟေးကောင်က အစိုးရကအကြီး2ယောက်အငယ်2ယောက်4ယောက် အဲ့တော့နောက်ကကလေးမအငယ်မလေးကိုတခါတည်းတပရိတ်တည်းဆိုမယ်လို့ ငယ် အချိန်မ တဲ့ ပေး က လိုက် လေးတွေကကြီးတိုက်တတ်တယ် ဟုတ်တယ် အဲ့တော့ဟိုစမောလေးအရင်ခေါ်လိုက်ဟိုစမောလေး ဟာသမိုးဆောငယ်လေးပေါ့ အေးဘောဟာစမော2ယောက်ပါပါတယ်ဆိုစမောသူတို့ကစမောငါလဲစမောပဲ
မင်းကဘာလို့စမောတော့ ငါစကြရတဲ့မောမောနေတယ်စမော ရှော့တင်ပါပြီ တကယ်ရှော့တင်ပြီ Hey! No, Smalley! Hey! Hey! ကောင်းလေလားဟာဩဆိုအောင်နင်တို့အလက်ပေးမလို့ဆိုမလို့ ရောက်ပြီ ဟောအတန်ကြားလိုက်သလားမလားရောက်ပြီဆို ရောက်နေပြီလေ ဘယ်မှာတော့ ဒီမှာ ဟိုတီမှာတဲ့ဟိအောင်ဟောအတန်ကြားပြီလူမမြင်ရတာလူကြီးတို့ လူဘာလို့ကြော်သွားတာ ဟော တော့ တို့ဘာလို့ချော်သွားလို့လဲဟိအောင် ဟာမဟုတ်ဘူးကျွန်တော်ဆိုတော့ရက်ပုနေတော့ခမရကြောမကြည့်နေလေ လူကြီး ခမရဘယ်ဘက်ကိုနည်းနည်းလေးခေါင်းငုံပြီးကြည့်လိုက်ရင်တွေ့လိမ့်မယ် ခဏနေမင်းပြောတယ်လို့ဆိုဘယ်ဘက်ကို ဟုတ်တယ် ခေါင်းဝုံမီကြီး ဒီလား ငါဟိုငါငါတော့ငါတို့ဘာလို့ဘော တာကြီးဧည့်သည်တွေမကရောက်တယ်ပါ ထမင်းကျွေးရုံနေရခွေးကြီးအယိုးကင်နေတဲ့အတန်ကြီးကွာ လောက်ပေါ်လဲချိုးလေးတော့ရိုင်းလာရအလေးသားတော့လာ တာကြီး ညာနောက်တော့အတန်လေးပါပဲလူနည်းနည်းလေးတုံးအောင်ပါနဲ့တုံးဘာဘောက်ပြန်လို့တော့ငါဟာဘောက်တယ်မလား တက်ကုန်ပြီဟေးတက်ကုန်ပြီဟာ နေထူးနဲ့အကွက်နဲ့ချမ်းมาရတော့ဝိုင်းဘော နေထူးနေရလဲဖင်ထောင်းချရသလားကွာ နေထူးလိုက်လို့ပြန်ချမှာပေါ့ကွာကြ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 ာ ဟေးဆိုမဆိုဘာဆိုမတော့တော့အရင်ပြော ဟုတ်ကဲ့ကိုကို ငါလည်းရောင်းမှာ တာကြီး ငါတို့ပြဿနာနောက်မှရှင်းမယ်နင်တို့ပြဿနာရင်ရှင်းရဟေးစပြန်စမ်းဟုတ်ကဲ့ကိုတဲ့ စ ကိုမချေဘူးဓမ္မလုံးနေစို့ ဟုတ်ကဲ့ကိုကို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 လူသက်တဲ့ဘတ်ကပ်သေးတဲ့ညငါတိတဲ့စီပါသော ကိုမချေဘူးဓမ္မလုံးနေစို့ ဟုတ်ကဲ့ကိုကို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 ဒီတို့တို့မနေဆိုရဲ့ဒီကောင်းလေးတွေများတဲ့ရစကားပြောနေဆို ကိုမချေဘူးဓမ္မလုံးနေစို့ ဟုတ်ကဲ့ကိုကို ကိုမချေဘူးဓမ္မလုံးနေစို့ ဟုတ်ကဲ့ကိုကို ဆက်လက်ပါဖတကလေးစီပါစို့ ဟုတ်ကဲ့ကိုကို တပည့်ရှိလေးထားနာမစို့ ဟုတ်ကဲ့ကိုကို တနခါကြီးချေလေးမစို့ ဟုတ်ကဲ့ကိုကို အိမ်ဒီလေးနေပါစို့ ဟုတ်ကဲ့ကိုကိုအမရာလုံးမိမလို့တမူလာလုံးမိမလို့တားလေးဝါတဲ့မင်းမျက်စမှာပါသေးပေမဲ့စိတ်ချကိုကို ဘာဖြစ်လို့ ကိုကိုမတိုက်တာဆိုအမြဲရှောင်ပါမယ်ကိုကိုတိုင်းကတော့ပြီးရင်တော့ဒါမိမပြီးတာပါမယ်ဆို ကိုမချေဘူးဓမ္မလုံးနေစို့ ဟုတ်ကဲ့ကိုက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 ို အဆိုတော့တစ်ယောက်ထဲတော့ကိုနှစ်ယောက်တည်းပြစ်တာအရက်အမောင်းကြတော့ဒီဘက်ကဆိုနေငါကွက်တည်နေ အတီးပေါ်ရတော့ဘောလုံးဘောမလေးတို့ဒီဥဆိုဩဇာပြီးပေါ်တင်ရဝေဖော်ကြလာဟဲ့ကိုကို ရာသာကွာ ဒီဟမ်နဲ့ကြားတော့ကြိုက်ပြီးနေဆိုနေရကဆရာတို့တက်တဲ့တို့များရဲ့ကိုကို ဘာလို့တော့ ဒီကတော့နာငယ်ရဲ့ဘာကောင်းကြီးရလို့ဆိုပြီးဆို ကိုမချေဘူးဓမ္မလုံးနေစို့ ဟုတ်ကဲ့ကိုကို ကိုမချေဘူးဓမ္မလုံးနေစို့ ဟုတ်ကဲ့ကိုကို ကိုမချေဘူးဓမ္မလုံးနေစို့ ဟုတ်ကဲ့ကိုကို ကို
ကိုမကြိုက်ဘူးတမလို့နေဆို ဟုတ်ကဲ့ကိုကိုလူသက်တဲ့ဘက်ကမ်းသေးတဲ့ညာငါတိတက်စီပါစို့ ကိုမကြိုက်ဘူးတမလို့နေဆို ဟုတ်ကဲ့ကိုကို ကိုမကြိုက်ဘူးဟိုမလို့နေဆို ဟုတ်ကဲ့ကိုကို ကိုမကြိုက်ဘူးတမလို့နေဆို ဟုတ်ကဲ့ကိုကို ကိုမကြိုက်ဘူးတမလို့နေဆို ဟုတ်ကဲ့ကိုကိုဒီတို့မနဲ့ဆိုရဲ့ဒီကောင်းလေးတွေများတဲ့ရေစကားပြောနေဆို ကိုမကြိုက်ဘူးတမလို့နေဆို ဟုတ်ကဲ့ကိုကို ကိုမကြိုက်ဘူးတမလို့နေဆို ဟုတ်ကဲ့ကိုကို စနေပါဖနာကလေးစီပါဆို ဟုတ်ကဲ့ကိုကို သဘင်ရှိလေးထားတယ်မဆို ဟုတ်ကဲ့ကိုကို တတခါကြီးချင်းလေးမဆို ဟုတ်ကဲ့ကိုကို အိမ်လေးလေးနေနေပါဆို ဟုတ်ကဲ့ကိုကိုအမရာလိုမိမတို့တမရာလိုမိမတို့အကြောင်းလေးဝါတဲ့မင်းမျက်စမှာပါသေးပေမဲ့စိတ်ချကိုကို ဘာဖြစ်တော့ ကိုကိုမစိတ်တာဆိုအမြဲရှောင်ပါမယ်ကိုကိုဘိုင်းကတော့ပြီးပြီးရင်လို့ဒါမိမပြီးတာပါမယ်ဆို ကိုမကြိုက်ဘူးတမလို့နေဆို ဟုတ်ကဲ့ကိုက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 ို ပရိသတ်ကိုလေးလေးစားစားနဲ့အသုံးတော့ပရိသတ်ကိုမယုံမသိမလီမစားမလုံးနဲ့ပြောစရာရှိရင်ဒီဘက်လေးပြောဟဲ့ကော နေတဲ့ကြီးအလုံးလေးစားတယ်ဗျာ ဒီဘက်မှာ ဒီဘက်မှာလည်းဗျာ ဘာလို့တောင်းအဲ့ဒါ စမ်းနာတယ်လုံးမကွာ ဟာအင်ကြီးပြောင်းမြန်ဝုတ်ပြီးပရိသတ်လာစကားပြောတာတစားနာတယ် စမ်းတယ်လी မလုပ်ပါနဲ့ အင်ကြီးပြောင်းပြန်ဝတ်တာဘယ်လိုရှိလဲ ဟုတ်ပြီမင်းယူလို့ဝတ်တာ ဘယ်နဲ့ယူရမှာလို့ သိန်းတော်ကထူးဆန်းတာလုပ်ပြမယ်မင်းတို့လိုယူကြောင်ခဏယူကြောင်ကြောင်နဲ့မလုပ် ငါစကားကနင်းပြီးတော့မပြောနဲ့မင်းထူးစမ်းတာမင်းအောင်ဘာလုပ်တယ်လဲ လက်တွေ့ပြမှာမင်းလိုအပြောသမားမဟုတ် လုံးစမ်းလုံးစမ်း ထူးဆန်းတာဟောဒီလိုစပါရစေမယမဲစကြည့် တိတ်ဆော်ရောက်ရာပြည်တိုင်းတစ်ခွင်မှာရွှေငွေရတနာများဘာမင်းမကြရှမ်းတီမြို့ရနေတိုင်းမှာအေးချမ်းသာယာတိတ်ဆော်ရောက်ရာပြည်တိုင်းတစ်ခွင်မှာရွှေငွေရတနာများဘာမင်းမကြ ဒေကြဒီစ ရှမ်းတီမြို့ရနေတိုင်းမှာအေးချမ်းသာယာကြားလိုက်ဝေးတဲ့ပြစားတဲ့တဘူတူးစီမှာကြားလိုက်ဝေးတဲ့ပြစားတဲ့တဘူတူးစီမှာမရှိသောစကားမဝသောစကားမလာသောစကားအကုန်ကြီးစင်လို့ကွာအတိတ်ကနမိတ်ကစီဘူးတွေ့တွေ့ရွှေနေတော့ပန်းပါ ထူးစမ်းပါလားထူးစမ်းပါလား ကဲ့ရီထိုးဖို့လောက်ပဲသိတယ်နော် အတော့မထူးစမ်းတာဘာထူးစမ်းမှာဘာလား အဲ့ကောမင်းဆုံးအောင်နားထောင်အောင်ဟာမပြီးခင်ပမာမမြင်စီနေတယ် ဘယ်နဲ့ထူးစမ်းတာ ကဲလက်တွေပြမယ်ကျွန်တော်ဟောတာကပရိသတ်အတွက်ကျွန်တော်ကိုယ်တိုင်ရေးထားတာပါခင်ဗျာဘောင်ထူးဆန်းတာလုံးမလဲမင်းကဲနောက်ကဟဲ့ငါပစ္စည်းလေးတွေယူခဲ့သမှာ မင်းပစ္စည်းကအိုက်အောင်မှာ ဟုတ်တယ်လေ ဟောက်မှာတလုံးကညံ့နေမြက်လာဟောက်မှာ ဟာရက်တာလို့ ပတ်လုံးတက်တာနဲ့ညံ့နေ ဟဲ့ကောဆိုင်းစီကတယောက်လာရဲ့ဆိုင်းတီးမှသိတယ်ပတ်လုံးတီးမှသိတယ်ဒီညအလုံးမဟုတ်ဘူးထူးဆန်းတာလို့ပြောပြီးသား တရားလား ကဲလက်တွေပေးတာဟဲ့ဒီတဆွမ်းအာနာ ရောရနေပြီကွာ ရနေရင်ပေးလိုက်ကွာ ဒါကအမေတို့မတို့ဒါဟုတ်ကြည့်ပြီးသိတော့ဘာလို့မှလဲတခါတည်းပြောမယ်တို့အဖိုးစိန်မိတာကတိုင်းပြည်အေးချမ်းသာရဖို့အတိတ်နမိတ်ကောင်းအောင်ခြူလေးတွေနဲ့တီးလုံးလုပ်ပြီးတော့မြင့်တာပို့ခဲ့တယ်သိတော့ကဒီနှစ်မှာမတူအောင်အားလုံးအတွက်ကဲဖះစိန်ဘူးတော့တနည်းအားဖြင့်တော့ဖះတီးမှာပါတဲ့ဟောဒီဆဲလဲလေးတွေနဲ့ဆဲလဲတီးလုံးမြင့်တာပို့ပြီးကြည့်ပါမယ် ဟာမဖြစ်နိုင်တာရှောက်မလုံးနဲ့ဟောတန်စင်9ပန်းရှိမှလို့ရမှာ တန်စင်9ပါးတေချာနာတော်တခေါ်တန်စင်9ပါးပါခင်ဗျာ ထူးစမ်းပါလား ကြောတက်နေရတယ်ဗျဆွတ်နှုတ်ဆန်းကွာ ကဲဒီတဲ့ထူးဆန်းအောင်ကျွန်တော်လက်တွေတီးပြမယ်နော်ဆွမ်းနာတချင်းလေးဒိန်းစော်ရောက်ရာ
အဲ့ဒါကိုကျွန်တော်တီးပြပါမယ်ခင်ဗျာစိုက်ဘာလို့မြောက်တော့အပေါ်ဘာလို့ထောင်းသွားတော့ကငါဘယ်လိုတီးမှာတော့နော် အမင်းကမိကောထောင်းတီးပေါ်ဟာမင်းရလဲဒါမှမန်းတဲ့လာတဲ့ပြိတ္တကမင်းကြည့်ပြီးဟိုမှာငါပြောမင်းလေးကငငယ်လေးနဲ့တီးနာတော့ဘေးကပြောလိမ့်မယ်အဲ့ဒါပေါ့လူမလွတ် ဝတ်မလွတ်တော့လောက်ကွာ ဝါကလွတ်ပါတယ်လူပဲမလွတ်မှာပါဝတ်တော့လွတ်မှာပါ မဟုတ်လက်တွေပြိတ္တပါကြုံလက်တွေပြမယ်မယမင်း ရှင် တချင်းလေးကိုပြိတ္တထက်တူတီးအောင်ပထမအရင်ဆုပ်ပြကြည့်သမား တိန်စောရောက်ရာပြည်တိုက်တစ်ခွင်မှာ ခဏလေးအဲ့တိုင်းသွားရင်မယုံမှကြောက်တော့အမမိုက်ခွာပြီးကျွန်တော်တီးတဲ့နောက်ကနေတက်တက်လိုက်ဆိုပေးမိုက်လေးခွာဆိုလိုက် တိန်စောရောက်ရာပြည်တိုက်တစ်ခွင်မှာ အထူးသမ်းပါလား ဟဲ့ကောင်မယုံမရှာဝမ်းမိုးအလုံးကြီးကောက်ငုံနေ ခွေးရိုးတာ ငါလုံးသူ့ပါဇက်ထဲရောက်ငါရှားနေ 20ပဲရှိသေးတယ်တိန်စောရောက်ရပြည်တိုင်းတစ်ခွင်မှာဘာလဲတော့နောက်စားသား ရွှေငွေရတနာများပါမေမကြ ပိတကလေးက ရှောက်တီမြူရွာနေတိုင်းမှာအေးချမ်းသာယာ ဆွမ်းနာလိုပဲရှုံးအတိတ်နမိတ်ဆောင်လို့တီးတာပါနော်အမေတို့မှတော့ခဏလေးနားထောင်ကြည့်ရွှေငွေရအိမ်ကနေစဆူကြည့်လိုက် ရွှေငွေရတနာများပါမေမကြရှောက်တီမြူရွာနေတိုင်းမှာအေးချမ်းသာယာ အထူးသမ်းပါလားအေးငါလည်းချမ်းနေပြီ အဲ့မထူးသားမအောင်မင်းငါများကွာအောင်များလားလို့မင်းနဲ့ငါပြောလိုက်ရင်တော့မင်း သူများပြောဖို့ရလောက်ရှားနေတာဒါမှထူးဆန်းတော့ဘယ်ကထူးဆန်းအောင်မှာ ဟုတ်မင်းစမ်းနာမစွမ်းနဲ့ငါပြမယ်ဘေးအဲ့လက်ကဘေး အာကိုကမိုးကလည်းအထိပ္ပယ်မရှိ ဟုတ် မန်းနဲ့တဲ့မီးတွေတလောက်ထွန်းထားတဲ့ဥစ္စာ อืม ဆိုင်းစရာကောင်ဓမီနဲ့လာထိုး အာဟဲ့ကောင်ခေါင်းကြီးနဲ့ကွာငါရေကိုချိုးရလေဦးမယ် အမသူက ကျုပ်ခေါင်းကကိုသူ့ဟာလောက်မတတ်မှုပေါ့လေ အေးလေမင်းလည်းဘိုးကြီးကဘလို့ညက်ထားမှာ ဟဲ့ကောင်ခေါင်းကိုဒီနေ့နှစ်ခါရှောထားတာနှာရီစီးပြီးချက်တယ်အစုပ်ဒီအေးပတ်ကုန်ပြီ ငါပြမယ် တရားပြကွာ ငါပြမှာတော့ မလားတဲ့ မင်းကပြမယ်သူတောင်းရှင်းနေမှာမ ဟုတ်ရင်ဟုတ် မ ပါ မ လို့ မမငါပြလဲဒီကောင်ရီမှာငါပြလဲရီမှာ ရှီမာပေါ့မိုးလက်ဆောင်ပတ်လောက်ရှိတာ မရည်တဲ့လူတွေအဲ့နာနော် ငါရတယ်ကြည့်နော်တချင်းတီးပြဟောရတာဒီခံနေ ဟုတ်လေပရိသတ်ကျွန်တော်ကိုလာပြီးတော့စမ်းနေကောင်ကဘာလုံးတတ်မှာတော့အကဲခတ်နေ ကြကြအဲ့ဒါဘာမှမဆိုင်ရမှာတော့အောင်ပါတချင်းတီးနေတာတချင်းဘာမှမဆိုင်ဘူး အဲ့ဒါကြတော့နော်ဒါကိုဘော်ရာတွေဖြစ်သွားပြီနော်ကိုအကန့်နဲ့ကိုသွားတော့မှာ နေပါဦး အဲ့တော့မဟုတ်ဘူးအတီးပြောမလို့ဘာမှမဆိုင်ဘူးဆိုလက်ခံတယ်တိန်းတော်ကတချင်းတီးတာမင်းဟိုမဲ့ဘာမှမဆိုင်ဘူးလေ မင်းတို့လင်မယားပြန်လိုက်တော့ ကဲအမေကိုအားရကြောင့်ပြောတယ်ခမရဗျာကျောက်ကအဖေဘောအောင်မလုပ်နဲ့ မရကျွန်တော်တီးရငါတီးတာတချင်းအစနာတချင်းမငါတချင်းမမတီးလိုက်ဘူးပေါ့မကြအတချင်းမဲ နေတော့မဟုတ်ဘူးလက်တွေငါလိုပြော စိုးပြ ဆွမ်းနာတခါတည်းသွားဘာတီးတာ လာ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 ယာရီဘာနိုင်လို့ဘာချိန်မှန်လေးပတ်ပြီး အာဟိကောင် ချင်း အထူးသမ်းပါလား ငါပေါ်လေအန်းချက်ပြကြပါဦးမယ်ကွာမဟုတ်ဘူးတိန်းတော်ကအတိတ်နမိတ်ကောင်းတာတီးတာဟဲ့တိန်းစောရောက်ရာဟောဒီလိုလာမှာဟေး ဒါလောက်ထူးဆန်းခြင်းနဲ့ကောင်မင်းတစ်တက်ထူးဆန်းအောင်ငါခိုင်းပြ တိန်းစောဆိုင်ဖွဲ့လူရှင်တော်ခိုင်းတာလောက်မှမတီးတတ်ရင်တစ်သက်လုံးကိုတီးမဆောင် မင်းဟုတ်တယ်လေတန်းစင်
ခွန်းပေါင်းကိုတယောက်တည်းတီးတာအဲ့ဒါလွယ်သေးတယ်ဒီမှာ ရိုးတယ်ပေါ့ ခန့်အောင်လုပ်လိုက်မရ အဲ မင်းဒီနှလုံးကန်လိုက်အဲ့နှလုံးကန်မလားဟိုနှလုံးကန်မလား ရဘယ်နှလုံးတော့ ဒီနှလုံး မပြိတ္တကျွန်တော်တန်ရင်ခွန်းမှာကျွန်တော်တန်ရင်လေးတန်းပြထားတယ်အခုဘာလုံးမှတော့မသိ ရနှဲလေး ကျွန်တော်နှလုံးပဲပြီးတယ် နှဲလေးကမင်းဒီနှလုံးကန်လိုက် မမွေး ဟေး ဒီလုံးငါမကြိုက်ဘူးရ ဟာတော့ ဒီလုံးအပေါက်ချင်းနဲ့ အပေါက်ကျင်းရောဓာကြီးခဲလိုက်ကွာဟေ့ဓာကြီးခဲတယ်ရော အဲ့ဒါကြီးကမကြိုက်ဘူးရ ဟာလား အဲ့ဒါကျယ်လွန်းနေတာ အာအဲ့တော့ဟိုဘက်ဆုံးကောင်ပေးလိုက် အကြီးများလုံးတော့လူပူကြီးဖြစ်နေတာလဲ ဂျောင်းကြတဲ့ကောင်ပေးလိုက် မဟုတ်ဘူး အဲ့ဆိုမင်းဒီလုံးတော့ပဲကန် ပြိတ္တအကဲခတ်ပေါ့တန်ရင်ခွန်းမှာကျွန်တော်တန်ရင်ဖြက်စီးပြီးတယောက်တစ်လုံးလိုက်ပေးနေတာ ဒီမှာ ရတယ်ဘာလုပ်ချင်တာလို့ပြော လက်ထဲမှာတန်းစင်9ပါးတယောက်တည်းမဟုတ်တော့ဘူးနော်သိန်းတော့တယောက်ပဲ2တန်းကြံတဲ့9ယောက်မှာတယောက်တစ်တန်းစီပဲရှိတယ် ဟုတ်တယ် အဲ့တော့ကျွန်တော်ကကိုရောက်တဲ့အတန်ကြမှာကိုဟာထတီဒါမှမင်းတို့ရဲ့စီလုံးမှုအင်အားဒါမှလက်တွေမြင်လို့ရမှာ အော်တချင်းဆိုလိုက်တာနဲ့သိန်းသောရောက်ရဆိုရောက်တဲ့လူကကိုယ့်အတန်နဲ့ကိုထတီးရ အတန်ရောက်တဲ့နေရာထဒီမှာမင်းတို့လက်ထဲကဘာသာနှုံးဆိုတာကိုကိုင်းထားတဲ့အတန်ကိုသိမှရမှာနော်အေးမှားရင်တော့ရှက်စရာကြီးကဲ ကဲမမို့ကိုယ့်အတန်လေးကိုမှတ်မိအောင်စမ်းကြည့်ကြအောင်ဟေ့ စမ်းခွန်ပေးတယ်စမ်းခွန်ပေးတယ် ဘိုးတောင်ကြီးမင်းနွားတွေကတော့လွတ်လာပြီဟဲ့ ဟဲ့ နတ်တိုးတွေကြီးပဲဟဲ့ ကိုယ်တန်ကိုမှတ်မိလားဒီမှာတိုင်းစော်ရောက်ရာအိုင်လေးလုံးကိုမင်းတို့မှောင်တီးလိုက် ကဲသိန်းသောအဖွဲနတ် အတန်မရင်သိတယ်နော် ဒီပါနားထောင်သားမပြိတ္တလက်တွေ့ပြမယ်နော်မင်းတို့ကယူဆိုင်သိန်းသောရောက်ရ အတူတမ်းပါလား အေးငါတခေါနှစ်ခေါကြာနေပြီငါကြောက်နေပြီဗျာ ။ညတူတူလေးမလို့မင်းတို့ရတာဒီမှာဆက်သွားမယ်။တိုင်းစော်ရောက်ရာဤတိုင်းတစ်ခွင်မှာအတိဆက်သွား။လောစမ်းအဆုံးထိသွားမယ်။ရွှေငွေရတနာများပေါ်စေမှာရောက်တဲ့မြို့ရွာနေတိုင်းမှာအေးချမ်းသာရာအဲ့မင်းတို့ဘလို့မှမကြိုက်เสียတော့အဲ့ဆိုရင်တော့ဟုတ်လားရွှေငွေရတနာများပေါ်စီမှာရောက်တဲ့မြို့ရွာနေတိုင်းမှာအေးချမ်းသာရာ အတူတမ်းပါလား ကြိုက်တယ်ဘလို့ကြိုက်သွားတယ်မသိဘူးကြိုက်တော့ကြိုက်သွားတာပဲ ကိုက်မှာပေါ့ကိုက်မှာပေါ့ อืม အိမ်တော့တိုက်လာတာကြီးကိုတိုက်တာလား အိမ်တို့ကတိုက်လို့ကြိုက်ကြီးဆိုရင်မဟုတ်ဘူးအနုပညာအဲ့လောက်လွယ်ရင်ကျန်တဲ့လူမပြောဘူးမင်းတို့အဲ့လူရှင်တော်တွေတိပြတာကြရော့ အာ အဲ့လောက်မှလွယ်နေမင်းတို့လူရှင်တော်တီးတာ ဟိုင်မိချောင်းမသားလဲရှာအားရှိတယ်ဗျာတခါလဲကို ငါလည်း ကြိုက်နေပြီတဲ့ကိစ္စကိုဘာရှာရှင်းအောင် ငါလည်းမိချောင်းမသားပြလိုက်ဂျန်တော့ပြပြလိုက်ဘာလို့ဖြစ်နေမှာ ကဲလော ယူလိုက်အဲ့ဒါယူလိုက်ဟဲ့ နဲ့အဖွဲသားကြတော့လာပြီးခိုင်းပြီမင်းတို့လူရှင်တော်တွေလောက် မြားဦးကကိုယ့်ဘက်လှဲ့လာတာဟေ့အောင်နော်အိမ်တော်ရချင်းခတ်သမားများလို့ကိုယ့်လှဲ့ကြတော့မနှွဲကြတယ်တန်စင်က9ပါးဗျာတယောက်နှလုံးကန်ရင်တော့ဟေ့အောင်6လုံးရှိသေးတာ ဟုတ်တယ် 6တန်မရှိတော့တတန်လုံးမပိုးနေမှာ အဲ မိုင်းလို့ခေါ်လိုက်မိုင်းလို့တတန်ပေးလိုက် ပြောလာကွာဂိမ်းဆောက်မနေနဲ့ မိုင်းလို့တတန်ပေးလိုက်တလုံးပေးလိုက် ဖျောက်နေ ဟေး ဟာတော့ ငါဟာတလုံးနဲ့ကြီးနေ ဟုတ်လား အေး တလုံးနဲ့ကိုကြည့် မင်းအဲ့ဒါပဝက်စိတ်ကြိုက်ခံရတာ ဒီမှာသူတို့ဟဲ့မင်းမတီးနဲ့ကိုယ့်လက်ထဲမှာဘာရောက်နေတယ်ဆိုတာမသိဘူး လက်တယ်လို့လုပ်ပြလိုက်ပါ သူတို့ကအတန်ဆန်းသေးတယ် စမ်းသေး တို့ကအတန်မဆန်းဘူး ဟုတ်ပြီ နန်းစတော်တီးသွားပြီ တို့စားပြာ နားထောင်လိုက် တို့စား တတန်မဲနော်သိန်းစော်ရောက်ရာဒီတိုင်းတစ်ခွန်မှာရွှေဝေရတနာများပေါ်စီမှာရောက်တဲ့မြို့ရွာနေတိုင်းမှာအေးချမ်းသာရာ ကျွန်တော်တို့တီးရသဘောကျရင်လက်ခုပ်တန်ကြချင်တယ်သူကလည်းမဟုတ်ဘဲနဲ့လိုက်တီးရ ကျန်တဲ့လူမပြောနဲ့ငါမမကိုမယုံဘူးဟဲ့ကောင်နော်ဘာမှမဆိုင်ဘူးတဲ့တီးတယ်လက်ခုပ်ကိုတီးမပေးဘူး ဟုတ်တယ် အော်အမေ အာနာပါနာနဲ့တော့မတီးဘူးဒီမှာရတယ် အဲ စတာဒီမှာကြည့်လက်တီးရဒီမှာလူရှင်တော်၄ယောက်ရှိတာဒီကလေး၃ယောက်ကမတီးတတ်ဘူးကျုပ်တယောက်တီးတတ်တာခင်ဗျာ ဟုတ်တယ် အဲ့တော့ဒီလိုလုပ်လိုက်မယ် ဘယ်လိုလဲမ ရအတန်ဆန်းလာအောင်ရပြီ အဲ ဟိုမရရင်မရောက်တော့အချိန်ကြာတော့ ရတယ်မ
မင်းတို့ငါတော့ကြည့်ပြီးတော့တီး ရတယ်ရ ငါမင်းငေါ်တဲ့အလုံးကိုငါမင်းငေါ်တာနဲ့တီး ဟုတ်ကဲ့ အဲ့ဒါဆိုမမားစီရအောင် ဟုတ်ပြီ โอเคဗျာ သိန်းစောအဲ့နှလုံးအရင်ဟုတ်ဆမ်းမယ်နော်စမ်းကြည့်လိုက် ရှားကြည့်လိုက် သိန်းစောနှလုံးကငါလက်ထဲမှာကွာ အမလေးဗျာဘာတော့ဟာ အဲ့ဒါဆိုဒီလိုစွညစ်ပလိုက်ပါအင်းဆိုပြီး သိန်းစောရောက်ရအကြည့်သွားမယ် လေးတန်တော့ဟုတ်သွားပြီ အာမက်လာကြည်လား မလာကြည့်မဟုတ်ဘူးဝမ်းမို့ မိုက်လာကြီးလား ဆက်တော့နော်ငါမင်းငေါ်တဲ့အတန်ပဲတီးနော်အဲ့ဒါမမားစီရအောင်သိန်းစောရောက်ရဒီတိုင်းတစ်ခွင်မှာရွှေငွေမရွှေငွေဒီမှာငွေအေးရွှေငွေယရနာမဟုတ်ပါဆိုမယရနာမဟုတ်ဘူးလို့အဒီမှာယရနာညာမဟုတ်ဘူးလို့ညာငါမသိတော့ဝါသွားပါဘယ်ရတယ်တိလို့ဒီကမှကိုသိတော့မျက်စိကိုလဲလို့ မရရင်မရဘူးဖားတူလို့ခရုကိုအိုင်ပြည့်ရုံပဲရှိမှာဘောဝမ်းမို့ရ မရတာမဟုတ်ဘူးတချင်းကြီးကကိုမားနေတာ လာဗျာမင်းနောက်တစ်ယောက်ကကဲဘာတချင်းမလို့တော့ တချင်းကြီးကမားနေတာဒီတချင်းကမားကဲ ဘယ်ရ ဒီအလိုရှိရလက်တူ ဒီကောင်တော့တွေ့နေဒီကောင် အခုတည်းကိုလက်ဖွန်တော့မော် မရရင်မလာနဲ့ ဒီမှာ ဒိုးလိုက်တော့ ဦးဂျိုရှိတဲ့တရဝါဦးဂျိုအားကိုးတယ်အစွဲရှိတဲ့တရဝါအစွဲအားကိုးတယ်မင်းတို့ကလက်တီးတက်တဲ့အမှုပညာရှင်တွေကတို့နှုတ်တက်တဲ့လာပြီးလက်တီးအပြီးကတော့ဘယ်ရအောင်လဲကွာဒါပဲမဲ့ မရရင်ရှုံးပြလိုက်ပြီ အရှုံးကတော့မပေးဘူးဒီမှာမင်းနိုင်တဲ့ဘက်ကပြန်လို့ကြည့်လိုက်နိုင်တဲ့ဘက်ကပြန်လို့ လာခဲ့စောင့်နေတယ် မင်းတို့ထူးဆန်းတာလောက်ရမှာကွာ စောင့်နေတယ်တိန်းတော်တဲ့ထူးဆန်းတာတဲ့ဟုတ်ရင်ဟုတ်ပေါ့မယမင်း ရှင် ပရိသတ်မြစ်တာပို့လိုက်မယ်နော်တိန်းတော်ကိုယ်တိုင်တို့အဘိုးစိန်မိတာကိုအတူခိုးလို့တိန်းစောရောက်ရာပြည်တိုင်းတစ်ခွင်မှာဆဲလေတီလုံးဟောတီလိုကျေးဇူးဆက်မယ်ကွာ တိတ်ဆော်ရောက်ရာဒီတိုင်းတစ်ခွင်မှာရွှေငွေရနာများတော့မင်းမကြရှောက်တည်မြူရာနေတိုင်းမှာအေးချမ်းသာယာတိတ်ဆော်ရောက်ရာဒီတိုင်းတစ်ခွင်မှာရွှေငွေရနာများတော့မင်းမကြရှောက်တည်မြူရာနေတိုင်းမှာအေးချမ်းသာယာကြားလူလိုက်ဝေဒမြစားတဲ့တဘူးသူစီမှာကြားလူလိုက်ဝေဒမြစားတဲ့တဘူးသူစီမှာမရှိတော့စကားမဝါတော့စကားမလာတော့စကားကုန်ပြီးစင်လို့ကွာ ဟေး အတိတ်ကနမိတ်ကစီဘူးတွေ့သွေးရွှေနေတော့ပန်းပါ နားထောင်ပါလို့ရေးမထားပါဘူးခမညာအတိတ်ကောင်းနမိတ်ကောင်းစေဖို့အတွက်သွင်းရွှေနေတော့ပန်းမာကဲရွှေနေတော့သွန်းလို့နားဆင်ကြည့်ပါခမညာဟေး